ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ UN OCHA ကနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နိုင်ငံရေးအကျဉ်းသားအားလုံးတို့ကိုလွှတ်ပေးဖို့ဧပြီလ17ရက်နေ့တုန်းကတောင်းဆိုခဲ့ပါတယ်။အဲ့ဒါလိုတောင်းဆိုကြောင်းကို UN OCHA ရဲ့ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ကပြောခဲ့တာပါ။သူပြောဆိုထားတဲ့အထက်မှာအဓိကအချက်3ချက်ပါဝင်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးရေးအပြင်မှာငလျင်လှုပ်နေချိန်မှာတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့အပြစ်တင်ရှုတ်ချထားပါတယ်။ငလျင်လှုပ်နေချိန်မှာစစ်ကောင်စီကလုပ်တဲ့တိုက်ခိုက်မှုဟာစုစုပေါင်းအကြိမ်ရေ120ရှိတယ်လို့ထောက်ပြထားပါတယ်။အဲ့ဒါဟာ AB လ17ရက်နေ့အထိတိုက်ခိုက်မှုတွေကိုဆိုလိုတာပါ။အဲ့ဒီအကြိမ်120ကျော်တွေကတဝက်ကျော်ဟာအပြစ်ခတ်ရက်စဲမယ်လို့ကြေညာတဲ့ AB လ2ရက်နေ့နောက်ပိုင်းမှာလုပ်ခဲ့တာဆိုတာကိုလည်းထောက်ပြထားပါတယ်။အပြစ်ခတ်ရက်စဲမယ်လို့ကြေညာပြီးတဲ့နောက်မှာအကြိမ်ရေပေါင်းအမြောက်များတိုက်ခိုက်ခဲ့တယ်။အဲ့ဒါလိုတိုက်ခိုက်တာကိုကုလသမဂ္ဂလူခွင့်ရေးရုံးကထောက်ပြဝေဖန်ခဲ့တယ်ဆိုတာအလွန်ရှက်စရာကောင်းတဲ့အချက်ဖြစ်ပေမဲ့စစ်ကောင်စီကတော့ဂရုစိုက်ဖို့မရပါဘူးဒီလောက်ရဟာစစ်ကောင်စီပေးမဲ့အနာဂတ်ဂတိကဝတ်တွေအပေါ်မှာပါယုံကြည်စိတ်ချဖို့ခက်ခဲသွားစေပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေထဲကအများအပြားဟာအများပြည်သူလူနေထူထပ်တဲ့နေရာမှာတိုက်ခိုက်တာဖြစ်ကြောင်းအယက်သားစစ်သားမခွဲခြားဘဲနဲ့ပိန်ကျုံပြီးတော့တိုက်ခိုက်တာဖြစ်ကြောင်းနိုင်ငံတကာဥပဒေနဲ့အညီအချိုးစားညီမျှတင့်တော်တဲ့တိုက်ခိုက်မှုသာဖြစ်ရမယ်ဆိုတဲ့အချက်ကိုလည်းဖောက်ဖျက်ကြောင်းထောက်ပြထားပါတယ်။တတိယအချက်တစ်ခုကတော့ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာတဲ့ကူညီမှုတွေကိုကန့်သက်တားမြစ်တာမရှိဘဲနဲ့လုံးဝဖွင့်ပေးရမယ်လို့တောင်းဆိုထားတဲ့အချက်ဖြစ်ပါတယ်